အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Mini Library မှာရှိတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ project တွေမှာ INGO တွေမှာ community တွေမှာဘယ်လိုတွေ AEP ဘာကြောင့်ရေးကြည့်လဲပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့knowledge sharing တွေလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ AEP ကဘာကြောင့်ရေးကြည့်လဲဆိုတာကိုရှင်းပြပေးချင်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒီ AEP လို့ပြောနေကြတယ်ပေါ့နော်ဆိုတော့ AEP ကအဓိကကတော့ကျွန်တော်တို့ဒီ community တွေမှာဆိုရင်ဒီလူသားဒီလူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းတွေပေါ့နော်ဒါကျွန်တော်တို့အများကြီးလုပ်နေကြတယ်ဆိုတော့ community တွေမှာလည်းအတွက်အကူအညီတွေပေးနေကြတယ်ပေါ့နော်ဆိုတော့အဲ့လိုအကူအညီပေးနေတဲ့ပုံမှာကျွန်တော်တို့ရပါလဲဆိုတော့တာဝန်ယူမှုတွေတာဝန်ခံမှုတွေရှင်းရှင်းလင်းလင်းသိနေရဖို့အတွက်ပေါ့နော်ဆောင်ရွက်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့တနည်းပြောရရင်တော့ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဒီ community မှာသွားပြီးလုပ်ပေးတဲ့သူတွေအကူအညီပေးခံရတဲ့သူတွေကိုလို့တကယ်ကိုပဲလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ပေါ့နော်သူတို့ရဲ့ဆုံးဖြတ်ချက်တွေပြီးတော့သူတို့ရဲ့ထိခိုက်ခံစားမှုတွေပါဝင်မှုတွေစွမ်းရချက်တွေပေါ်မှာပြန်လည်တာဝန်ခံနိုင်မှုအတွက်ကိုကျွန်တော်တို့ကဂတိကိုတခုလောက်ထားတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့အားလုံးမှာကျွန်တော်တို့က community နဲ့တော့ရင်အခုဒီတာဝန်ယူမှုတာဝန်ခံမှုတွေကပေါ့နော်ဟိုကျွန်တော်တို့ပြည့်ချချင်းလေးပြပြသားရှိနေရမယ်ဆိုတာကိုပြောချင်းဖြစ်တယ်ပေါ့နော် AB ရဲ့အဓိကလုပ်တဲ့အကြောင်းအရာတွေကဘာလဲဆိုတော့အဓိကတော့သတင်းချက်လက်တွေမျှဝေတာပေါ့နော်ဆိုတော့ information sharing တွေနောက်ပြီးတော့ပွင့်လင်းမြင်သာမှုတွေရှိမယ်ပွင့်လင်းမြင်သာမှုဆို transparency တွေရှိရမယ်ပေါ့နော်ဆိုတော့အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေပေါ့နော် humanitarian aid အဖွဲ့အစည်းတွေကသူတို့လုပ်နေတယ်ပေါ့နော်အစီအစဉ်တွေတို့သူတို့ပေးနေတဲ့ service တွေနဲ့အချက်လက်တွေပြန်ပြီး share လင်း community တွေမှာရှင်းလင်းလင်းနားလည်အောင်နိုင်မှုတော့ပေါ့နော်ကိုကဒီသူတို့ရဲ့ဘာသာစကားမိတဲ့ဘာသာစကားဆိုလဲဘာသာစကားလေးကိုနီးလိုက်နေနဲ့ကျွန်တော်တို့ပြောဆိုရမယ်ဖြစ်တယ်ပေါ့နော်ဒါမှလည်းသူတို့ကိုယ်တိုင်ကဘာလဲဆိုတော့ရှင်းရှင်းလင်းသိပြီးမှသူတို့ကိုယ်တိုင်ကလည်းပူပေါင်းပါဝင်နိုင်မှုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ပူပေါင်းပါဝင်ခြင်းပေါ့နော်ပူပေါင်းပါဝင်ခြင်းဆိုတာကတော့ကျွန်တော်တို့တွေကဒီ community တွေမှာသွားပြီးတော့လှုပ်လှုပ်တဲ့ချိန်မှာသူတို့ကိုယ်တိုင် community တွေကနေပူပေါင်းပါဝင်မှုမပေးဘူးဆိုရင်တော့ကျွန်တော်တို့လှုပ်နေတဲ့ project ကတော့အောင်မြင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ community ကလည်းပူပေါင်းပါဝင်မှုတွေလည်းပေးရမယ်ပေါ့နော်ပေးနိုင်အောင်လည်းကျွန်တော်တို့ကလုပ်ရမယ်သူတို့ပြီးတော့သူတို့ကိုယ်တိုင်လည်းဆုံးဖြတ်ချက်တွေချနိုင်ရမယ်ကျွန်တော်တို့ကိုယ်တိုင်ကသွားပြီးတော့ဆုံးဖြတ်ချက်ချပေးရမှာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်လူချင်းချင်းနဲ့တက်ကြွနဲ့ပူပေါင်းပါဝင်နိုင်အောင်ကျွန်တော်တို့ကပြုလုပ်ပေးရမှာဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်တော့သူတို့ရဲ့အမြင်တွေပေါ့နော်သူတို့ရဲ့အမြင်တွေခံစားချက်တွေဆိုဒါလိုအပ်ချက်တွေပေါ့နော်ဒါမျိုးတွေထည့်သွင်းစဉ်းစားရမယ်ကျွန်တော်တို့ကငါတို့ပြီးတာပဲငါတို့ပြောတဲ့စကားနားထောင်မယ်မဟုတ်ဘူးပေါ့နော်ကျွန်တော် community သွားပြီးတော့အစီအစဉ်တွေသွားပြီးတော့sharing ပြန်လုပ်တဲ့ချိန်မှာလည်းသူတို့တွေကတကယ်ပဲလိုအပ်လားပေါ့နော်ကိုယ်တွေလုပ်နေတဲ့ process စီမံကိန်းနဲ့ပတ်သက်ပြီးတော့ community ကတကယ်ပဲပူးပေါင်းပါဝင်မှုရှိရလားကန့်ညီမှုရှိရလားပေါ့နော်သူတို့ရဲ့အမြင်တွေကဘယ်လိုလဲသူတို့တွေးတွေကဘယ်လိုလဲဆိုတာကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့တိုင်ကြားခြင်းနဲ့တုံ့ပြန်မှုရနေတာပေါ့နော်ဆိုတော့တိုင်ကြားခြင်းတုံ့ပြန်ဆိုတာ complaint ပေါ့ complaint နဲ့ feedback mechanism တွေထားရှိရမယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပေးလိုက်တဲ့ service တွေ distribution တွေပေါ့နော်ဆို activity ဒါတွေလုပ်ပြီးရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လုပ်နေတဲ့လုပ်ငန်းတွေကိုသူတို့ကိုယ်တိုင်ကပေါ့နော် community ဘက်ကနေပြီးတော့ဒီတိုင်ကြားနိုင်တာပေါ့နော်တိုင်ကြားနိုင်တာလေတိုင်ကြားနိုင်တယ်ဆိုတာလည်း positive feedback ရှိလို့ negative feedback တွေလည်းရှိတာပေါ့နော်ဆိုတော့အဲ့လို feedback တွေအကုန်လုံးကိုကျွန်တော်တို့သူတို့ကိုယ်တိုင်ဒီ feedback တွေပေးနိုင်အောင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းလက်လန်းမီရဲ့နီလန်းတွေကိုကျွန်တော်တို့ကဆောင်ရွက်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးတော့သူတို့ပြောတဲ့ feedback တွေကိုလည်းကျွန်တော်တို့ကတပေးညီအချိန်မီပေါ့နော်ပြန်လဲတုံ့ပြန်ပေးရမှာဖြစ်တယ်အဲ့တော့သူတို့ပေးလိုက်တဲ့ message တခုကိုကျွန်တော်တို့ကပေါ့တေးသေးပဲပေါ့နော်inbox ကျွန်တော်တို့စဉ်းစားလိုက်ပါမယ်ဆိုပြီးမရဘူးပေါ့နော်ကျွန်တော်တို့ကရလာတဲ့ message တခုသူတို့ပေးလိုက်တဲ့ feedback တခုကိုယ့်ရဲ့ project နဲ့ဆက်ဆိုင်တဲ့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်ဒါမျိုးတွေရလာရင်ကျွန်တော်တို့ကချက်ချင်းသူတို့ပြန်ပြီး response လုပ်နိုင်ရမှာနော်ဆိုတော့ကိုယ်တိုင်က fee ဝန်ထမ်းတယောက်ကကိုယ်တိုင်သွားနေချိန်မှာချက်ချင်းဆုံးဖြတ်ချက်မပေးနိုင်ဘူးချက်ချင်းမပေးနိုင်ဘူးဆိုရင်တောင်မှကျွန်တော်တို့ကcommunity တွေမှာရှိတဲ့ဘာလို့ကျွန်တော်တို့ကဒီ message ကိုဒီ feedback ကိုပြန်ပြီး response လုပ်ပေးရမလားပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်နောက်တစ်ခေါက်လာခဲ့ရင်တော့ဒီ message ကိုပြန်ပြီးတော့အကြောင်းကြားပေးရမယ်ဖုန်းဆက်ပြီးပြောပေးရမယ်ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ကဒီလေးစားမှုရှိရမယ်ပေါ့နော်ဆိုတော့ community ငါတို့ပေးနေတဲ့ activity တွေပဲသူတို့တွေကဘာပြောလက်ခံစရာမလိုဘူးဆိုမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောင်းလဲကျွန်တော်တို့ကတာဝန်ယူတာဝန်ခံမှုဆိုတာရှိလာတယ်ပေါ့နော်ဆိုတော့သူတို့တွေကတိုင်ကြားနိုင်တယ်ကျွန်တော်တို့ပေးနေတဲ့ service တွေမကောင်းတော့လည်းကောင်းကျွန်တော်တို့ distribution လုပ်လိုက်တဲ့ပစ္စည်းတွေquality မကောင်းတော့လည်းကောင်းသူတို့တွေကအကြံဉာဏ်ပေးနိုင်ခွင့်ရှိရမယ်ပေါ့နော်ပေးနိုင်အောင်လည်းကျွန်တော်တို့ကလုပ်ပေးထားရမယ်ပေါ့နော်
ဆိုတော့မျိုးစုံပေါ့နော်ကျွန်တော်တို့က feedback တွေပေးလာရင် community ကမျိုးစုံရှိနိုင်တယ်စာရိုက်ပေါ်ကနေဖြစ်နိုင်တယ်ဖုန်း hotline ဖုန်းနံပါတ်တွေဖြစ်နိုင်တယ် Viber တွေဖြစ်နိုင်တယ် Facebook Messenger တွေဖြစ်နိုင်တယ်စာနဲ့ပေးတာတွေဖြစ်နိုင်တယ်ပေါ့နော်မျိုးစုံတွေဖြစ်နိုင်တာပေါ့ဆိုတော့အဲ့ရတဲ့တစ်ဆင့်ကျွန်တော်တို့ကရလာတဲ့ information တွေကိုတပင်းကြီးပြန်လဲတုံ့ပြန်ပေးနိုင်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဥပမာပေါ့နော်ကျေးဇူးတင်ပါတယ်လို့ရလာတဲ့ message ကတော့ဒါတော့ပြန်ပြီးတော့ဟိုကျေးဇူးပြန်ပြီးတော့တုံ့ပြန်ပေးဖို့တော့မလုပ်ဘူးပေါ့ဗျာဒါပေမဲ့တခြားကိုလာပြီးတော့အခုညီတောင်းတာတို့နောက်တစ်ခုကတော့ security နဲ့ပတ်သက်တာတွေပေါ့နော်နောက် security နဲ့ပတ်သက်တာတွေဒါမျိုးတွေကြီးကြီးမားမားတွေဖြစ်လာပြီကိုယ့်ရဲ့စီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီ minor feedback လေးတွေပေးတာပဲဖြစ်ဖြစ် major feedback တွေပေးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ activity တစ်ခုခုလာပြီးတော့ဟိုလာပြီးတော့ပေါ့နော်ဟိုဒီကောင်းသည်ဖြစ်ဆိုသည်လာပြောရတာမျိုးပေါ့နော် impact တစ်ခုခုဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ဟာကိုအဲ့ရလာတဲ့ feedback ကိုကျွန်တော်တို့ကအရေးတယူကိုယ့်ရဲ့ internet အဖွဲ့အစည်းမှာပဲပြန်ပြီးတော့ဒီဖြည့်ရှင်းပေးရမယ်ပေါ့နော်ပြီးတော့မှဖြည့်ရှင်းပြီးတော့မှရလာတဲ့information ပြန်ပြီးတော့သူတို့ပြန်ပြီး sharing ပြန် feedback ပြန်ပေးရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ခွဲခြားဆက်ဆက်မှုเนาะဒီ inclusive ဖြစ်ရမယ်ခွဲခြားဆက်ဆက်မှုတွေမပါဝင်ရဘူးပေါ့နော် inclusive ဖြစ်နိုင်တယ်ဆိုတာကကျွန်တော်တို့ကဒီ community မှာတော့ပြီးလို့လက်ချိန်မှာအမျိုးသားလည်းပြီးမယ်အမျိုးသမီးပါအမျိုးသမီးပြီးမယ်အမျိုးသားမပါဘူးမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အားလုံးတန်းတူဖြစ်ရမယ်ပေါ့နော်မျိုးသားလည်းပါရမယ်မျိုးသားလည်းပါရမယ်အမျိုးသမီးလည်းပါရမယ်ပေါ့နော်ဟိုဒါကခွဲခြားဆက်ဆံမှုတွေပေါ့နော်ဆိုတော့မျိုးသားလည်းပါရမယ်မျိုးသမီးလည်းပါဝင်ရမယ်ပေါ့နော်ဆိုတော့အကုန်လုံးပူးပေါင်းပါဝင်နိုင်ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ inclusive ပေါ့နော်ဟိုမှာဒီပါခေါ်လဲကလေးတငယ်တွေပါမယ်ပြီးရင်တကြီးဒီမတန်ဆွမ်းနေပေါ့နော်အဓိကတော့ disability ကိုကျွန်တော်တို့ခွဲခြားဆက်ဆံပြီးတော့ disability မပါဘူးတာမန်ကလေးတွေပါဝင်မယ်ဆိုပြီးတော့လုပ်လို့မရဘူးပေါ့နော်အဲ့တော့အကုန်လုံး inclusive ဖြစ်ရမယ်အဲ့တော့ disability ရှိနေတဲ့ကလေးတွေရှိလာခင်လဲကျွန်တော်အဲ့ disability ကလေးတွေအတွက်ဘာတွေလုပ်ပြီးလို့ရမလဲပေါ့နော်ဘာတွေလုပ်ပြီးနိုင်လဲဆိုတာကိုလဲကျွန်တော်တို့ထည့်သွင်းစဉ်းစားပြရမယ်ဒါက inclusive နဲ့non discrimination ပေါ့နော်ခွဲခြားဆက်ဆံမှုတွေလည်းမရှိရဘူးလူတိုင်းပါဝင်လဲနိုင်ရမယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့ကဒီ AEB ကိုအရေးကြီးတယ်လို့ပြောကြတယ်ပေါ့နော်စီမံကိန်းတွေမှာကျွန်တော် AEB ဆိုပြီးတော့အများလည်းပြောနေကြတယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီလူအခွင့်အရေးနဲ့ဂုဏ်သိက္ခာပြည့်နေပေးတာပေါ့နော်ဒါကျွန်တော်ရဲ့ဒီ community မှာရှိတဲ့ဒီ beneficiary ပေါ့နော်အခုညီသက်ယူရုံနဲ့မဟုတ်ဘဲနဲ့သူတို့ကိုယ်ရဲ့ဘဝတွေကိုသူတို့ကိုယ်တိုင်ရဲ့ဘဝတွေကိုဆုံးဖြတ်နိုင်ခွင့်အတိမတ်ပြုခြင်းဖြစ်တယ်ပေါ့နော်သူတို့ကိုလည်းကျွန်တော်တို့က appreciation နဲ့လုပ်ပေးရမယ်ပြင်ဒီအတိမတ်တွေပြုပေးရမယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုအခုညီပေးတဲ့သူတို့ပုံမူထိရောက်စေရပေါ့နော်ဆိုတော့ effective ပေါ့နော် effective ကျွန်တော်တို့ဖြစ်နိုင်ရမယ်ကျွန်တော်တို့ရဲ့ beneficiary တွေကသူတို့ရဲ့လိုအပ်ချက်တွေကိုတိုက်ရိုက်နားထောင်ပြီးတော့စီစဉ်နေကိုပေါ့နော်ကျွန်တော်တို့ရဲ့လုပ်တဲ့ activity implementation တွေကိုပုံမသိလျအောင်ထိအောင်ပြင်ဆင်ပေးနိုင်ရမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်လိုအပ်ချက်တွေတိုက်ရိုက်နားထောင်ပြီးဆိုတော့ကျွန်တော်တို့က project စီမံကိန်းတွေစပြီး implementation မလုပ်ခင်မှာပေါ့နော်ကျွန်တော်တို့က content analysis တို့ survey တို့ပေါ့နော်ဒါမျိုးတွေ need assessment တို့ဘာလို့တွေလုပ်ကြတယ်ပေါ့လိုအပ်ချက်တွေကိုကျွန်တော်တိုက်ရိုက်နားထောင်ပြီးတော့ assessment တွေလုပ်ထားတဲ့ပုံမှန်မျိုးတွေမှာကျွန်တော်ဒီအောင်ပြင်ဆင်ပေးရမယ်နောက်တစ်ခုကတော့ trust building ယုံကြည်မှုတွေတည်ဆောက်တာပေါ့နော်ယုံကြည်မှုတွေတည်ဆောက်တယ်ဆိုတာကကျွန်တော်တို့အခုညီပေးနေတဲ့ဖွဲ့စည်းတွေနဲ့ကျွန်တော်တို့ beneficiary တွေကြားထဲမှာပေါ့နော်သူတို့ရဲ့ယုံကြည်မှုကိုကျွန်တော်တို့ကပို့ပြီးတော့ပြည့်တင်အောင်လုပ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က service တွေပြီးမယ်ဆိုရင်လည်းကျွန်တော်တို့ service တွေကောင်းအောင်ပေးရမယ် distribution လုပ်တဲ့ဆိုရင်လည်းသူတို့ရဲ့လိုအပ်ချက်နဲ့ကန့်ညီတဲ့ဟာတွေပေးရမယ်ပေါ့နော်ဆိုတော့ဒါမှလည်းကျွန်တော်တို့ကသူတို့နဲ့တူယုံကြည်မှုတွေပူးပေါင်းပါဝင်နိုင်ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့အလွဲသုံးစားလုပ်တာကိုတားမြစ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဒါအကူအညီပေးနေတဲ့ဖွဲ့စည်းနေနေပေါ့နော်ဆိုတော့ကျွန်တော်ငါတို့ကတော့ဒီဟာတွေကိုအကူအညီပေးနေတာပဲငါတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ accountability လည်းရှိရမှာပဲပေါ့နော်ဆိုတော့အဓိကဖြစ်တော့ AB ကတော့လူသားချင်းစာနာထောက်ထားတဲ့ဂုဏ်ညီပေးတဲ့လုပ်ငန်းတွေမှာတော့ကျွန်တော်တို့ရဲ့ beneficiary တွေမှာအဓိကထားပြီးတော့သူတို့ရဲ့အတန်တွေနားထောင်တာသူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်တင်ပေးတာပေါ့နော်ဆိုတော့လိုအပ်ချက်ဆိုတာထက်ကျွန်တော်ကအမျိုးမျိုးရှိတာပေါ့နော်လိုအပ်ချက်တွေရှိမယ်လိုချင်တာရှိမှာပေါ့နော်ကျွန်တော်ကလိုချင်တာအကုန်လုံးကိုလည်းပေးလို့လည်းမရသေးဘူးနော်ဒီပေးလို့လည်းမရဘူးလိုအပ်ချက်တွေကိုကျွန်တော်ဖြည့်ဆည်းပေးနိုင်ရမယ်ပေါ့နော်ဆိုတော့တကယ်တမ်းတော့ဖြည့်ဆည်းပေးနိုင်ဖို့တမရှိမလိုတဲ့မူဝါဒတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ AB ရဲ့အချင်းချုပ်လေးပေါ့နော်ဘာကြောင့်ရေးကြီးတယ်လဲဘာဘယ်လို process တွေသွားလဲဆိုတဲ့ဟာကိုအဓိကထားပြီးတော့ရှင်းပြပေးရပါတော့ဒီမှာဆိုရင်နောက်ဆုံးကတော့အလွဲသုံးစားလုပ်တာကတော့လုပ်လို့မရဘူးပေါ့နော်အလွဲသုံးစားလုပ်လို့မရအလွဲသုံးစားလုပ်ခဲ့ရဆိုရင် community ကနေမှဒီသက်ဆိုင်ရာကွာနဲ့ပြန်ပြီးတော့ feedback တွေပြန်ပေးတာတို့ဒါမျိုးပြန်ပြီးတိုင်ကြားလို့ရတယ်เนาะဆိုတော့ဒါကကျွန်တော် EEB ဘာကြောင့်ရေးကြည့်လဲဆိုတော့ sharing ဖြစ်ပါတယ်လို့
ဆိုတော့ဒီနေ့ကတော့ဒါတော့ AB ရဲ့အရေးကြီးပုံလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ဆိုတော့နောက် slide တွေမှာလည်းကျွန်တော်တို့ပြန်ပြီးတော့နောက်ဗီဒီယိုတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်ပေါ့နော် YouTube မှာလည်းကျွန်တော်တို့ဒီဗီဒီယိုတွေရဲ့ဒီ landing sharing တွေကိုဒီပင်တေးပါပါနော်ကျွန်တော်တို့ YouTube မှာလည်းဒီမှာ www.youtube.com/@ တက်ခိုင်ဝင်နေ38မှာတွားပြီးတော့လည်း like and subscribe လုပ်လို့လည်းရပါတယ်နော်နောက်တစ်ခုကတော့ Me Library မှာလည်းကျွန်တော်တို့follow and like and follow တွေလုပ်ထားလို့ရပါတယ်လုပ်ထားခြင်းဖြင့်ကျွန်တော်တို့တင်လာတဲ့အသစ်တွေကိုလည်းချက်ချင်းမြင်နိုင်မှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်